ပြာပုံတွေကရှင်ပြန်ထားမြောက်သောဖီနင်းငတ်သို့မဟုတ်ကံကြမ္မာကိုလက်သီးနဲ့ထိုးဖွင့်ခဲ့သူဂျိုရှိုဘန်ပရိသတ်များအလုံးပဲမင်္ဂလာပါများလက်ဝဲဆူပရင်းကတင်ဆက်နေပါသည်နီဒန်တနက်တန်များကြားမှမွေးဖွားလာသောအိမ်မက်လူတစ်ယောက်ရဲ့အောင်မြင်မှုကိုတိုင်းတာတဲ့အခါသူရောက်ရှိနေတဲ့အမြင့်နေရာကိုကြည့်ပြီးတိုင်းတာလိရှိကြပါသည်ဒါမှလည်းစင်မှန်တဲ့ကြီးမြတ်မှုဆိုတာအဲ့လိုပဲနေရာကနေစတင်ခဲ့ရလေဆိုတဲ့အစမှတ် starting point နဲ့ရှင်းကြည့်မှသာပေါ်လွင်တာပါကမ္ဘာ့ဆင် UFC ချန်ပီယံကပတ်ကိုကာကွယ်ထားတဲ့ဂျိုရှိုဘန်ကိုကြည့်မယ်ဆိုရင်တောက်ပတဲ့မီးရောင်တွေဟိန်းထွက်နေတဲ့ပရိသတ်အားပေးတန်တွေကိုပဲမြင်ရမှာပါဒါပေမဲ့သူ့ရဲ့မျက်လုံးအိမ်နက်နက်သေးကိုတေချာစိုက်ကြည့်လိုက်မယ်ဆိုရင်တော့တောင်စလက်ပန်းနေနဲ့အေးများစွာလှပနေတဲ့ချင်းမီနေရဲ့တောင်တန်းတွေထွက်ပြေးတိမ်းရှောင်ခဲ့ရတဲ့ညတွေမလေးရှားနိုင်ငံကမရေရာတဲ့နေ့ရက်တွေနဲ့အမေရိကန်ပြည်မှာဘာသာစကားအခက်အခဲကြားကနေရုန်းကန်ခဲ့ရတဲ့မျက်ရည်စက်တွေကိုမြင်တွေ့ရမှာပဲဖြစ်ပါသည်အခန်း1အိမ်နဲ့ဝေးရာစီတို့ The Departure ဂျိုရှိုဘန်မွေးဖွားကြီးပြင်းခဲ့ရာမြန်မာနိုင်ငံချင်းပြည်နယ်ဆိုတာတဘာဝအလားတရားတွေနဲ့ပြည့်စုံမိမိကံကြမ္မာဆိုရဲ့အရေးမဲကဖုံးလွှမ်းနေကြတဲ့ဒေသတစ်ခုဖြစ်ခဲ့ပါသည်ကလေးငယ်များစုဟာကလေးကစားစရာအယုတ်တွေစားတနက်တန်နဲ့ရင်းနှီးခဲ့ကြရပြီးတော့အရာဝင်ပုံမြင်နေစားထွက်ပြေးတိမ်းရှောင်ရမယ့်လမ်းကြောင်းတွေကိုပဲနားထောင်ခဲ့ရတဲ့ဘဝဖြစ်ပါသည်ဗန်အတွက်အိမ်ဆိုတာလုံခြုံမှုမရှိတော့တဲ့နေရာတစ်ခုဖြစ်လာတဲ့အခါသူရဲ့မိဘတွေကအခက်အခဲဆုံးဆုံးဖြတ်ချက်ကိုချခဲ့ရပါသည်အဲဒါကတော့ချက်ကျိုးဖြတ်ရာမြေကိုစွန့်ခွာရပြီးမရေရာတဲ့နာကတ်စီကိုခြေဦးလှည့်ဖို့ဖြစ်ပါသည်အသက်ရွယ်ငယ်လေးနဲ့ကိုယ်နိုင်ငံကိုယ်အိမ်ကိုယ်တငယ်ချင်းတွေကိုစွန့်ခွာပြီးတော့ထွက်ပြေးရတဲ့ဒုက္ခကကြီးမားလုံးလှပြီးတော့လူမျိုးဒုက္ခတွေကလေးတစ်ယောက်ရဲ့စိတ်တန်ရာ trauma ကလေဘယ်လောက်ကြီးမားမလဲဆိုတာမှန်းဆကြည့်ရင်နာစရာကောင်းလှပါသည်ဒါပေမဲ့အဲ့ဒီအကြောက်တရားတွေကပဲနောက်တစ်ချိန်မှာသူ့ကိုကြောက်ရွံ့ခြင်းမရှိသူ The Fearless ဖြစ်လာစေမိအုံမြင့်တည်ဖြစ်ခဲ့ရပါသည်အခန်း2မလေးရှားနိုင်ငံကစောင့်ဆိုင်ခံ The Limboမြန်မာပြည်ကနေထွက်ခွာပြီးနောက်သူတို့ရဲ့မိသားစုပထမဆုံးခိုးနားတာကမလေးရှားနိုင်ငံမှာဒုက္ခသည် refugee တယောက်ရဲ့ဘဝဆိုတာလူသားအဖြစ်အတိမတ်ပြုခံရဖို့ရုန်းကန်ရတဲ့ဘဝဖြစ်ပါသည်တရားဝင်နိုင်ငံသားမဟုတ်နေရပြန်လို့လည်းမရရှေ့ဆက်စရာလမ်းစားကလည်းမမြင်ရသေးတဲ့အနေအထားမျိုးဖြစ်ပါသည်မလေးရှားမှာနေထိုင်ကြရတဲ့ကာလတွေဟာဗန်အနေနဲ့သူမိဘတွေရဲ့ပြင်ပန်းဆင်းရဲမှုကိုမျက်ဝါးထင်ထင်မြင်တွေ့ကြရတဲ့ကာလတွေပဲဖြစ်ပါသည်မိသားစုစားဝတ်နေရေးအတွက်မနက်မိုးလင်းကနေမိုးချုပ်ထိကြမ်းတမ်းတဲ့လုပ်တွေကိုလုပ်ကိုင်နေရတဲ့မိဘတွေမျက်နှာကိုကြည့်ပြီးတော့ဗန်ရဲ့ရင်ထဲမှာမိသားတစ်ခုစတင်တောင်းလောင်ခဲ့ပါသည်ဒီနေ့ကျရင်ငါမိဘတွေကိုဒီဒုက္ခတွေကနေဆွဲထုတ်ပေးရမယ်ဆိုတဲ့တန်တိတ်ထန်ပါပြီအဲဒီစိတ်ဓာတ်ကပဲသူ့ကို UFC မှာဘလောက်ပဲပြင်ပန်းတဲ့လေ့ကျင့်ခန်းတွေလုပ်ရအန်ကျိတ်ခံနိုင်အောင်လို့တွန်းအားပေးခဲ့တာဖြစ်ပါသည်အခန်း3အိမ်မက်သစ်မြေ The American Dream ကံကြမ္မာရဲ့ဖိမမှုနဲ့အတူဗန်နိုမီသားစုအမေရိကန်နိုင်ငံတက္ကဆက်ပြည်နယ်ဟူစတန်မြို့ကိုရောက်ရှိလာခဲ့ကြပါသည်ဒါဟာလွတ်လပ်မှုရဲ့အစလို့ဆိုနိုင်ပေမဲ့တိုက်ပွဲတစ်ခုရဲ့အစလည်းဖြစ်ပါသည်ဘာသာစကားမတူယဉ်ကျေးမှုမတူရာသီဥတုမတူတဲ့အတိုင်းတစ်ပါးမှာစေကျော်သက်လူငယ်လေးတစ်ယောက်အနေနဲ့အသားကျဖို့ဆိုတာလဲကူတဲ့ကိစ္စမဟုတ်ပါဘူး။ကျောင်းမှာနိုင်ကျင့်ခံရတာမျိုးလူရမသိမ်းခံရတာမျိုးတွေရှိကောင်းရှိခဲ့ပါလိမ့်မယ်။အဲဒီချိန်မှာဗန်ကသူ့ရဲ့စိတ်ထွက်ပေါက်သူ့ရဲ့ဘာသာစကားသူ့ရဲ့ကဘာတစ်ခုကိုရှာဖွေတွေ့ရှိခဲ့ပါသည်။အဲဒါကတော့ MMA ကိုယ်ခံပညာပေါင်းစုံတိုက်ခိုက်ခြင်းပါပဲ။ဂျင်ခမ်းမထဲမှာတော့သူဟာဒုက္ခတွေမဟုတ်တော့ပါဘူး။အင်္ဂလိပ်စကားမကျွမ်းကျင်တဲ့အာရှသားလေးမဟုတ်တော့ပါဘူး။သူဟာ fighter တစ်ယောက်ဖြစ်လာခဲ့ပါသည်။တဲဒီကိုထိုးနှက်လိုက်တိုင်းချွေးတွေထွက်ကြလာတိုင်းမှာလူဘွားရဲ့မကျေနပ်မှုတွေနာကျင်မှုတွေဒေါသတွေကိုစွန့်ရင်ဖြစ်ပြောင်းလဲပြလိုက်ပါသည်အခန်းလေးချန်ပီယံလမ်းမထက်ကဆူကင်လန် The Road to Go UFC ကိုရောက်ရှိဖို့ဆိုတာကပောကတန်ပေါင်းများစွာသော fighter တွေရဲ့အိမ်မက်ပါပဲဒါပေမဲ့ဗန်ကတော့ပါရမီတွေမကဘဲနဲ့ငတ်မမှုဟန်ကားပါရှိနေသူဖြစ်ပါသည်သူများတွေကအောင်မြင်မှုနာမည်ကြီးဖို့ထိုးသက်ကြပြီမဲ့ဗန်ကတော့ရှင်တန်ဖို့ survival အတွက်ထိုးသက်တာဖြစ်ပါသည် Fury FC လိုပွဲငယ်တွေမှာရှုံးနေပူပါသည်လဲကျပူပါသည်ဒါပေမဲ့စီဘေးရှောင်းခီလန်းကိုဖျက်ကျော်လာတဲ့ကောင်လေးတစ်ယောက်အတွက်လောင်ရင်တွေကရှုံးပွဲဆိုတာဘာမှမပြောပလောက်ပါဘူးသူပြန်ထားတွေပူကြိုးစားတွေအမေရိကန်ပီဇာပိုသမားဘဝကနေအချိန်ပိုင်းလူသမားဘဝကနေလေ့ကျင့်ရေးကိုမပြတ်မကွက်လှုပ်ဆောင်ခဲ့ပါသည် UFC ကိုစရောက်တဲ့အချိန်မှာသူက underdog အောက်လူဖြစ်ပါသည်ဘယ်သူမှသူ့ကိုလေးမထားကြပါဘူးဒါပေမဲ့ပွဲတိုင်းမှာသူပြသခဲ့တဲ့စိတ်ဓာတ်ကပရိသတ်ကိုဖန်ဆားနိုင်ခဲ့ပါသည်ထိုးမဆဲပြင်းမဆဲတိုင်းစစ်တွေတွေ့ထက်နေလဲနောက်မဆုတ်တဲ့တက်တီတွေကချင်းသွေးရဲ့ရဲရဲမှုကိုကဘာကြီးကိုပြသလိုက်တာပါအခန်းကသမိုင်းဝင်အခိုက်အတန့် The Crowing Moment နောက်ဆုံးမှာတော့အဲ့ဒီနေ့ကိုရောက်ရှိလာခဲ့ပါပြီ UFC 323မှာကမ္ဘာအကောင်းဆုံး fighter ကြီးဘန်ဒိုဂျာကိုနိုင်ယူပြီးရွှေကပတ်ရယူလိုက်နိုင်တဲ့အခိုက်အတန့် Ring Announcer က at new champion လို့ကြေညာလိုက်တဲ့အချိန်မှာဗိုင်းရဲ့မျက်လုံးထဲမှာဘာတွေမြင်အောင်နေပါမလဲတနက်တန်ကြားကထွက်ပြေးခဲ့ရတဲ့ကလေးငယ်ပုံရိပ်မလေးရှားမှာငိုကြွေးခဲ့ရတဲ့အမေပုံရိပ်ဟူစတန်ကိုစရောက်တော့ကကြောက်ရွံ့ခဲ့တဲ့မျက်နှာငယ်လေးအဲ့ဒါဒီအားလုံးဟာအောင်မြင်မှုမျက်ရည်တွေအဖြစ်ပြောင်းလဲစီစဉ်သွားခဲ့ပါပြီသူကပတ်ကိုပကုံးပေါ်တင်လိုက်တဲ့အချိန်မှာအဲ့ဒီကပတ်ကရွှေနဲ့လှုပ်ထားတာမဟုတ်ပါဘူးသူ့ရဲ့ချွေးသွေးမျက်ရည်
မိသားစုရဲ့ပေးဆပ်မှုနဲ့မြန်မာတမျိုးသားလုံးရဲ့အမျှော်လင့်ချက်တွေနဲ့လှုပ်ဆောင်ထားတာဖြစ်ပါတယ်။အခန်း6မျိုးဆက်တွေတို့အတွက်မီရှုရဆောင် The Legacy ဂျိုရှိုဘန်ချန်ပီယံဖြစ်လာခြင်းဟာသူတယောက်တည်းအောင်မြင်မှုမဟုတ်ပါဘူး။ဒါဟာစီပေးရှောင်စခန်းတွေကမျှော်လင့်ချက်မဲ့နေတဲ့ကလေးငယ်တွေအတွက်ငါတို့လည်းဖြစ်နိုင်နေဆိုတဲ့တည်ပြချက်နိုင်ငံခြားမှာရုန်းကန်နေရတဲ့မြန်မာလူသားတွေအတွက်ကြိုးစားရင်ဘုရားသခင်မစွန့်ပစ်ဘူးဆိုတဲ့အားစီကမ္ဘာလေမှာမိမိနေတဲ့မြန်မာကုံသိက္ခာကိုငါတို့မှာကမ္ဘာချန်ပီယံရှိတယ်ဆိုတဲ့မမမတ်ရည်တည်ပြနိုင်ခဲ့တဲ့စိတ်တုံးတစ်ခုလည်းဖြစ်ပါတယ်။ညီကုန်းဘဝဆိုတာတိုက်ပွဲဆိုတာဘဝဂျိုရှိုဘန်ရဲ့ဘဝဆက်ကြောင်းဟာကျွန်တော်တို့ကိုဗာတင်ပေးလိုက်ပါသလေ။မင်းဘုရားလာရေးဆိုတာအရေးမကြီးဘူး။မင်းဘယ်ကိုသွားရင်လဲဆိုတာကသာအရေးကြီးတယ်ဆိုတဲ့အချက်ပါပဲ။ဘဝမှာအခက်အခဲတွေရှိနေလားဒုက္ခတွေရောက်နေလားဂျိုရှိုဘန်ကိုကြည့်ပါ။သူ့မှာဘာမှမရှိခဲ့ပါဘူး။အိမ်မရှိနိုင်ငံမရှိပိုက်ဆံမရှိအနာဂတ်မရှိခဲ့ပါဘူး။ဒါပေမဲ့သူ့မှာမလျှော့သောဇွဲနဲ့ပြင်းပြသောနှလုံးသားရှိခဲ့ပါသည်။အဲဒီနှစ်ခုနဲ့တင်သူကကမ္ဘာထိပ်ဆုံးကိုတက်လှမ်းနိုင်ခဲ့ပါသည်။အခုချိန်မှာဂျိုရှိုဘန်က UFC ရဲ့ဘရင်တစ်ပါးဖြစ်နေပါပြီ။ဒါပေမဲ့သူစိတ်ထဲမှာတော့သူကချင်းတောင်တန်းတွေပေါ်ကရိုးသားတဲ့ကောင်လေးတစ်ယောက်အဖြစ်ရှိနေသေးဖြစ်ပါသည်။သူရဲ့အောင်မြင်မှုခရီးလမ်းဟာမဆုံးသေးပါဘူး။သူကကပတ်ကိုကာကွယ်ရအောင်မှာဖြစ်ပြီးဘဝရဲ့အခြားသောစိန်ခေါ်မှုတွေကိုလည်းဆက်လက်တိုက်ပွဲဝင်သွားရအောင်မှာဖြစ်ပါသည်။ကျွန်တော်အားလုံးအတွက်ဂျိုရှိုဘန်ပေးလိုက်တဲ့သတင်းစကားကတော့ရှင်းပါသည်။လက်မလျှော့လိုက်ပါနဲ့။မင်းရဲ့အမောင်မိုက်ဆုံးချိန်တွေကမင်းရဲ့ကြီးကျယ်ဆုံးအောင်မြင်မှုတွေအတွက်အစာပြိုးရာဖြစ်ကောင်းဖြစ်နေပါလိမ့်မယ်ဆိုပြီးဖြစ်ပါသည်။အေယာဝတီချင်းတွင်းမြဖြားခံရာစီကနေမိုင်မောင်းတောင်းချီဝေးတဲ့တက်ဆက်လွင်မြင်ထက်မှာမြမလန်ကိုလင်းထူနိုင်ခဲ့တဲ့ဂျိုရှိုဘန်တင်ကကျွန်တော်တို့ရဲ့သူရဲကောင်းကျွန်တော်တို့ရဲ့ဂုဏ်ယူမှုကျွန်တော်တို့ရဲ့သမိုင်းမှတ်တိုင်ပါပဲကျွန်တော်တို့အသင်ကိုအခုလိုမျိုးလေးလေးနက်နက်အယိုသေးပြုတ်လိုက်ရပါသည်အဆုံးထိလိုက်ပါကြည့်ရှုပေးခဲ့ကြတာအားလုံးကိုကျေးဇူးအထူးတင်ရှိပါတယ်ညာ